ဘယ်မှာလုံးကစကူချောင်းသားလေးရဲ့တနေ့တာချိန်ပန်းလုံးပြန်မနေ့7နှစ်လောက်ဆိုရင်အရောက်ပြီဟောချစ်ချင်းကိုဖီဖြိုးကိုဖီရောဂိုမှုစူပါတီမိုခါဗလန်တောက်ကိုဖီတော့ပင်ရင်နှွေးချမ်းတောက်တယ်နေ့ပိုင်းအလုပ်လုပ်ထားတာဆိုတော့ကျောင်းမှာဒါအင်္ဂိုင်းလို့15မိနစ်လောက်ကော်ဖီနဲ့ပင်လုပ်တယ်ခဏနာပင်စောက်ဖက်တဲ့နိုင်ဝက်မျက်နှာတစ်ထောတော့ဝတ်စားလဲစောက်တယ်ဖြစ်နေ这边里呢，在一起也挖到比多比，多个你我说他来的，你来到哪里老是多比，是为你说没有，谁你在那里上到7,000多人是不是假的嘞？心里当场明嘛。叫我稍微杀人的当我 family 慢慢不认头的，过分的一女生到了，突然稍微没到的，第二么把我都弄回来呀。你不嘛烂嘛了，钱你也得路哎。လူကကော်ဖီတောက်လဲငိုက်တာပဲမရတော့လူကတဖြည်းဖြည်းနဲ့ကော်ဖီနဲ့လည်းသားကြလာပဲအနိုင်ဆိုပြန်ပြီပုံမှန်ကတော့ကျောင်းစင်းပန်းချန်တဲ့ထိုင်ပြီမဲ့အခုကအချမ်းလို့ပြန်မထိုင်ချင်တော့ဘုံမဈေးဝင်ဝယ်ချက်သားနဲ့နွားနေဒီနေ့တော့တော့ပဲနောက်ဆက်တွဲ vlog ရတော့နောက်နေ့လာပါမယ်